ဖေးသွားမယ်ဆိုကျွန်တော်အခုကားစီစဉ်ပေးလိုက်ရမလားမင်းပြီးဘာကားပြောလားဘာစကားပြောလားမဟုတ်ပါဘူးဟိုအဖေကုမ္ပဏီသွားမယ်ဆိုရင်လေဒါကားစီစဉ်လိုက်ရမလားလို့ပြောတာပါဖေတော်လေးရပါကွာကုမ္ပဏီမို့လို့ပေါ့မင်းကငါ့ကိုရင်ဝေးကိုတန်းလွတ်လာတာအတွေ့ရမှာပါတွေ့ရမှာပါရတယ်ပဲချိလိုက်အဲ့သူတို့ဘယ်လိုလှလဲဟောမရှိပလဲဝင်စင်းစော်မြက်အဲ့ဒါတားတယ်ကွာကောင်းတယ်ဟုတ်အန်ဒီနဲ့လေအိမ်မှာနေရတာပြင်းနေတယ်ဟိုအပြင်လည်းမတွေ့ရတာကြာပြီဟိုအန်ဒီလိုက်ခဲ့မယ်နော်ဟာအန်ဒီလေးကလည်းဘာလို့လိုက်မှာလဲအန်ဒီလေးလိုက်လို့ရှိရင်လေပပိုင်ထွက်သွားရဘယ်လိုလွတ်လပ်ပါမှာဆရာမဟုတ်ပါဘူးဆရာဟာဘောသားမနေအကြမ်းမြဆရာမှန်ပါဟုတ်ဘူးဆရာရဲ့ဟုတ်တယ်ဆရာမဆရာမဆရာမလေးဗျာအောင်မလေးဗျာဘာလုံးမြူချသွားမယ်အားလုံးထကကြမယ်အားလုံးလမ်းသွားရမယ်ဟေးလူငယ်ကြိုက်ချွန်းတွေနဲ့လူငယ်ကြိုက်လေးပါပဲလူငယ်ကြိုက်ချွန်းတွေနဲ့ဒီရည်တောက်လာဟာဖေဒီလောက်ထဲဖွက်အမေလေးဒါဆိုရင်ဒါဆိုဟာမင်းအယူနဲ့ဘီယာတောက်တဲ့နဲ့မတင်ဘူးဆိုမနားလေနားလေတောက်တယ်အားလုံးမြူချသွားမယ်အားလုံးထကကြမယ်အားလုံးလမ်းသွားရမယ်ဟေးလူငယ်ကြိုက်ချွန်းတွေနဲ့လူငယ်ကြိုက်လေးပါပဲလူငယ်ကြိုက်ချွန်းတွေနဲ့လူငယ်ကြိုက်လေးပါပဲတနေ့ကောင်လက်နဲ့တွတ်လို့မိုးလေးမိုးချုပ်ပြောနိုင်နိုင်စကချင်းများနဲ့ဝမ်းများခွဲလို့အော်ငါ့ကိုတားရီကလူမျိုးကြီးတွေပါအဲ့တိုင်ဟာမိမရှိတယ်ကျွန်တော်ကားမကြားမိပါဘူးဒီမှာလေငါမိမကြီးဟိုမိမလေးတွေကဟိုဘက်မှာလှုပ်တော့ဆရာဘယ်လောက်ထိစိတ်နာလဲအဲ့ဒီဘောလုံးကြောင့်အောင်ပါလေဟဲ့ဒီမှာငါအိမ်မှာငါမွေးထားတဲ့တပည့်အယောက်400လောက်ရှိတယ်ခွင်တို့ဘာဖြစ်သွားမှာထဲကျွန်တော်လာတော့မတွေ့ပါဘူးရောက်လေးရဘယ်ရောက်နေရုပ်တည်ကြိုတင်ကြံစည်မှုအဲ့ဒါ3ခု6မြောက်တယ်နေသိလားအဲ့ဒါမရိမ့်ဘူးဗျမရိမ့်ဘူးလားအဲ့ဒါ300နဲ့မြောက်တယ်ဟဲ့အဲ့လူတက်မှုလူတက်မှုလားဒါဆိုလို့ချင်း420ပြင်မှာ420ကလိန်လဲမှုလေလိန်လဲမှုလားအဲ့ဒါဆိုဘာဖြစ်ဖြစ်ခြေတော့ကမြင်းမှုခြေကမြင်းမှုနင်အချုံတက်ပြလို့ရတယ်သိလားအဲ့ဒါဆုံးလေးနဲ့ပြောမယ်အတူတွေကလို့ပြောမယ်ရှင်းမင်းဆောင်းပါအဆောင်မှာဘာလို့ဆောင်းလာဆောင်းကနေရဆောင်းပါတော့ရတာပုံမနာမလေးဟာဟဲ့ကောင်နေပို့စိုးနေပြီနေပြောတယ်ပို့စိုးနေပြီဟာနေတော့စော်ခါတာများနေစော်တခါတာတော်တော်များနေပြီနော်ဟဲ့ကောင်မဘောလုံးနေကြတာကြာဟဲ့ကောင်ကြာဟိုနည်းနည်းလေးပါဗျာကြောက်ကချင်နဲ့ပြော့သွားတယ်အေးရနောက်တခါတေချာကြည့်မှကံမောင်လေးရှင်ကပြန်သေးဘူးလားပြန်တော့မှာပါလေဟာဘာလဲဗျာမှားကုန်ပြီပြီလားဟဲ့တော့မယ်ကျွန်တော်ရှင်တော့ကြနေပြီလာတော့ကွာယောထားလာယောလာဒီအချောတော့ဆွားလဲတော့မှာကွာခေဆောင်နဲ့တိုင်ရောမယ်တော့မယ်လာကျွဲနင်တို့နေမင်္ဂလာဆောင်မဲ့တို့သားတယောက်တည်းဆိုဟုတ်တယ်လေတယောက်တည်းပဲငါအပြင်မှာ2ယောက်တောင်တွေ့တယ်2ယောက်တောင်အေးလေကျွန်တော်သိတဲ့နေရာသားနေဝင်လေအားလုံးမြူချသွားမယ်အားလုံးကကြမယ်အားလုံးလက်သွားရမယ်ဟေးလူငယ်ကြိုက်တဲ့ချွန်းတွေနဲ့လူငယ်ကြိုက်လေးပါပဲလူငယ်ကြိုက်တဲ့ချွန်းတွေနဲ့လူငယ်ကြိုက်လေးပါပဲချသွားမယ်အားလုံးထကကြမယ်အားလုံးလက်သွားရမယ်ဟေးလူငယ်ကြိုက်တဲ့ချွန်းတွေနဲ့လူငယ်ကြိုက်လေးပါပဲလူငယ်ကြိုက်တဲ့ချွန်းတွေနဲ့